ဟာညီလေးမင်းလက်ကအမဲစစ်တကဘာဖြစ်တာလဲကွာဟောဒါမွေးစေးပေါက်ထားတာလေအကိုကြီးကမွေးစေးဆိုတာဟာမွေးကရင်မသေးဘူးလေဟာဒါဆိုငါလည်းစိတ်ဝင်စားတယ်ကွာမင်းပဲဆရာကြီးမလုပ်တာလေတောင်ဘက်ယောကမွေးဆရာပေးသားဆိုတာအကိုကြီးကြားဘူးတယ်မဟုတ်လားသူ့စီမှာဂါထာမန်တန်တွေနဲ့အသေးချာစီစီပြီးလှုပ်ထားတာဘာလဲအကိုကြီးလည်းမွေးစေးထိုးချင်နေပြီလားကဲပြောနေကြတယ်ဗျာမွေးဆရာပေးသားကိုကျွန်တော်အခုပဲတော့ပြင်မယ်အကိုကြီးအိမ်မှာအုံပွဲငပြောပွဲနေနဲ့စီစဉ်ထားလိုက်ဟုတ်ပြီလားအေးညီလေးကဲကြပါကဲတော့မူကြပါဟာဆရာကဲတော့မူကြပါဆရာဘာဖြစ်တာလဲဆရာငါကိုမွေကြိုက်တော့လို့ငါမျက်လုံးတွေဘာမှမမြင်ရတော့ဘူးဟာမဟုတ်တာပဲဆရာရဲ့ဆရာကမွေဆရာပေးတာလေဒီလောက်မွေစိတ်ပြီးတဲ့အောင်ငါပေးတဲ့မွေကလင်းမွေတို့ရေမွေတို့မြေလျှော်တို့ပဲပြီးတာကွာဒါဆိုဆရာကိုအခုကြိုက်တဲ့မွေကမွေဟောင်း